င်္ဂလာပါ2025ခုနှစ်ဇွန်လ20ရက်အတွက်ဘာမာဘရီဖင်ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မလေးရှားအာဏာပိုင်တွေကဖမ်းဆီးခံမြန်မာတွေကိုအကြမ်းဖက်နှိပ်စက်နေရလို့ Fortify Rights ကထုတ်ပြန်နေဆိုတဲ့သတင်း။ပုံရန်သူကိုဦးစားပေးတော်လှန်ဖို့ချင်းလက်နက်ကင်18ဖွဲ့သဘောတူရဆိုတဲ့သတင်းနဲ့အခြားထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။မလေးရှားအာဏာပိုင်တွေအနေနဲ့လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း IDC မှာဖမ်းဆီးထားတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေပါဝင်ဒုက္ခသည်တွေကိုညှဉ်းပန်းနှိပ်စက်မှုတွေအဆုံးသတ်ဖို့ Fortify Rights ကဇွန်လ18ရက်မှာထုတ်ပြန်ကြေညာပါတယ်။ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ဖမ်းဆီးခံရသူတွေကိုအာဏာပိုင်တွေကရိုက်နှက်တာဝစ်စားတွေကိုအဓမ္မချွတ်ခိုင်းပြီးဝစ်လက်စလက်ပုံစံနဲ့အချိန်ကြာမြင့်စွာထားရှိရတဲ့အပြင်လူကိုယ်သိက္ခာကျဆင်းအောင်လုပ်တာတွေနဲ့အခြားအခြေခံလိုအပ်ချက်တွေရရှိမှုကိုပိတ်ပင်တာတွေပြုလုပ်နေရလို့ Fortify Rights ကဖော်ပြပါတယ်။ထောက်ထားမယ်ရွှေ့ပြောင်းနေထိုင်သူတွေကိုပြစ်မှတ်ထားဖမ်းဆီးတာလို့ဆိုပေမဲ့ဖမ်းဆီးခံထားရသူတွေထဲမှာကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးများရုံး UNHCR မှာမှတ်ပုံတင်ထားတဲ့ဒုက္ခသည်တွေလည်းပါဝင်နေရလို့ထုတ်ပြန်ချက်ကဆိုပါတယ်။ထိန်းသိမ်းရေးစခန်းတွေထဲမှာဖမ်းဆီးခံရဘူးသူတွေပါဝင်မလေးရှားအာဏာပိုင်တွေရဲ့စီးနှင်းဖမ်းဆီးမှုတွင်ကြုံတွေ့ဘူးသူနဲ့မျက်မြင်သက်သေ18ဦးကို Fortify Rights ကဆက်သွယ်မေးမြန်းခဲ့ရမှာနှိပ်စက်ခံရမှုတွေရှိတယ်လို့ဆိုကြပါတယ်။ Fortify Rights ကမေးမြန်းခဲ့သူတွေထဲမှာမြန်မာနိုင်ငံကလာတဲ့ရိုဟင်ဂျာရခိုင်ဗမာမွန်နဲ့ကချင်ဒုက္ခသည်တွေပါဝင်တယ်လို့ဆိုပါတယ်။မလေးရှားအာဏာပိုင်တွေရဲ့ဖမ်းဆီးခံရခြင်းအတွင်းနေရဆွဲထိုင်ထားအကြိမ်100နီးပါးလုပ်ခိုင်းတာဒုံးနဲ့ရိုက်နှက်တာအဝတ်အစားတွေအကုန်ချွတ်စေတာတွေကျူးလွန်ခံရတယ်လို့ဒုက္ခသည်တွေကပြန်လည်ဖြေထားတယ်လို့ဆိုပါတယ်။မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့မေလမကုန်ခင်ကစခဲ့တဲ့တရားမဝင်ရွှေ့ပြောင်းဖမ်းဆီးရေးစီမံချက်နဲ့ဖမ်းဆီးခဲ့သူ34,289ဦးရှိပြီးဒီထဲမှာမြန်မာရွှေ့ပြောင်းတွေလည်းပါဝင်တယ်လို့ချက်လက်တွေမှာဖော်ပြထားပါတယ်။ဒီရေအတွက်ဟာရခိုင်နှစ်ကထက်2ဆခန့်ပုံမြင့်တက်လာတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ချင်းလက်နက်ကင်အဖွဲ့အချင်းချင်းညီညွတ်စွာစုဖွဲ့ပြီးပုံရန်သူကိုပထမဦးစားပေးတော်လှန်တိုက်ထုတ်ဖို့ချင်းတော်လှန်ရေးတပ်ဖွဲ့18ဖွဲ့ကဇွန်လ19ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ချင်းပြည်နယ်အတွင်းရှိချင်းတော်လှန်ရေးဖွဲ့စည်းရေးကြားမကြာခဏပတ်တိုက်မှုအငင်းပွားမှုတွေမှာလက်နက်နဲ့ဖြည့်ရှင်းဖို့ကြိုးစားတာလက်နက်ကင်ဖွဲ့စည်းရေးနဲ့ပြည်သူတွေကြားစီလုံးမှုအားနည်းလာတာတွေဟာတော်လှန်ရေးခရီးကိုနှောင့်နှေးစေပြီးချင်းတော်လှန်ရေးကြီးမှန်းချက်ပန်းတိုင်းကြာဆုံးသွားနိုင်တယ်လို့ဆိုပါတယ်။ချင်းတော်လှန်ရေးလက်နက်ကင်ချင်းချင်းကြားလေးစားမှုရှိပြီးနားလည်မှုလွဲစေနိုင်တဲ့အပြောဆိုအပြုမှုတွေကိုရှောင်ရှားဖို့နဲ့ပုံရန်သူကိုပထမဦးစားပေးတော်လှန်မယ်လို့ဆိုပါတယ်။ဒါအပြင်နယ်မြေဒေသမျိုးနွယ်စုအရေးကိုတော်လှန်ရေးကာလအလွန်မှာနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှာကြဖို့ပူးတွဲကြေညာချက်ထဲမှာဖော်ပြထားပါတယ်။စစ်တမ်းတင်ဒေသခံပြည်သူတွေအမြန်ဆုံးလွတ်မြောက်ဖို့ကြိုးစားမယ်လို့ Black Cobra စစ်ကြောင်းအသိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီမြို့နယ် KNU KNLA တပ်ရင်း17နယ်မြေတွင်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေကြောင့်ဒေသခံပြည်သူတွေကာလရှည်ကြာစစ်ဘေးဒဏ်သင့်နေခြင်းကအမြန်လွတ်မြောက်ဖို့အစွမ်းကုန်ကြိုးစားမယ်လို့ Black Cobra စစ်ကြောင်းအသိပေးထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီတပ်တွေရဲ့ထိုးစစ်ကြောင့်လမ်းကြောင်းတစ်လျှောက်ကျေးရွာတွေကဒေသခံတွေစစ်ဘေးရှောင်နေရတာ6လတိတိပြည့်လာပြီလို့ဆိုပါတယ်။စစ်ကောင်စီတပ်တွေဟာတနင်္သာရီမြို့နယ် KNU နယ်မြေတွင်းကမောတောင်နယ်စပ်တပ်စခန်းကိုတပ်အချင်းပြောင်းပြုလုပ်ဖို့မောတောင်ထုံခါလမ်းပိုင်းကိုပြန်လည်စိုးမိုးဖို့နဲ့မောတောင်မြို့ကပြူစောထီတွေကိုလက်နက်တပ်ဆင်ပေးဖို့အတွက်စစ်ကြောင်းထိုးလာခဲ့တယ်လို့ဆိုပါတယ်။ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကို KNU KNLA နဲ့ပူးပေါင်းရေးတပ်ဖွဲ့တွေကပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ကြဆုံးများပြီးတိန်ခွန်ကျေးရွာနီးကနေရှေ့ဆက်မတိုးခဲ့တာ6လပြည့်ပြီလို့ Black Cobra စစ်ကြောင်းကဆိုပါတယ်။စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့လမ်းတစ်လျှောက်သာမကပဲအနီးအနားကျေးရွာတွေကိုပါလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေပုံကျဲတာတွေလုပ်ခဲ့လို့ဒေသခံပြည်သူအချို့လက်နက်ကြီးထိမှန်သေဆုံးတာတွေရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီထိုးစစ်ဆင်နေတဲ့6လအတွင်းချောင်းနှပေါက်ရွာနဲ့တိန်ခွန်ကျေးရွာတွေစစ်ဘေးဒဏ်ခံနေရပြီးစစ်တပ်ကရွာတွေကစာတင်ကျောင်းနဲ့ထုံးကြီးကျောင်းတွေမှာတပ်ဆွဲထားတယ်လို့ဆိုပါတယ်။ထိုင်းရင်မောင်းလိုင်စင်လျှောက်ထားလို့သူနိုင်ငံသားတွေအတွက်ဥပဒေမူကြမ်းရေးဆွဲနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းယာယီရင်မောင်းလိုင်စင်လျှောက်ထားရမှာရခိုင်ကနိုင်ငံတကာရင်မောင်းလိုင်စင်ကိုထောက်ထားတစ်ခုအနေနဲ့ပြသအသုံးပြုရာကနေယခုအခါမှာနိုင်ငံသားတွေအနေနဲ့ရေးဖြည့်ဆောင်ရွက်ဖြည့်ဆို့ဖို့စီမင်းအသစ်တွေရေးဆွဲနေရလို့ထိုင်းနိုင်ငံကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန DLD ကလက်တလောမှာလိုင်စင်လျှောက်ထားသူနဲ့လိုင်စင်သက်တမ်းတိုးသူတွေကိုဒီအခြေခံမူကြမ်းနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ယူမှုတွေလုပ်နေရလို့သိရပါတယ်။ဒီစီမင်းအသစ်မှာလည်း2022ခုနှစ်ကချမှတ်ခဲ့တဲ့စီမင်းတွေအတိုင်းထိုင်းရင်မောင်းလိုင်စင်ရယူလိုသူသို့မဟုတ်သက်တမ်းတိုးလိုတဲ့နိုင်ငံသားတွေအတွက်တိကျသတ်မှတ်ချက်တွေကိုပါဝင်စဉ်းစားသွားမယ်လို့ဆိုပါတယ်။မူ
မူကြမ်းထဲမှာယာယီယာဉ်မောင်းလိုင်စင်လျှောက်ထားသူတွေအနေနဲ့နိုင်ငံတကာယာဉ်မောင်းလိုင်စင်ကိုထောက်ထားတစ်ခုအနေနဲ့ပြသအသုံးပြုလို့မရတော့ဘူးလို့ထည့်သွင်းထားပါတယ်။ Burma Briefing ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။